တင်း600ရဲ့လေတင်း600လေးမနေရလေတင်မလားဟိုဖန်အေးပြီးတော့မှပျောက်သွားတယ်ဆိုရင်တင်း600ရဲ့အဖြစ်မှန်အခုပဲပေါ်ပါပြီရှင်တကယ်တော့တင်းအမှားပါတဲ့တကယ်တော့အိမ်မှာလည်းမေးကြံခဲ့တာမဟုတ်ပါဘူးတကယ်ကိုပျောက်သွားတာပါတဲ့ဒီနေ့တော့အဲ့စမ်းငင်ကမုံခွင့်ရှိရ CCTV ရရေးပြီးတော့မှဖမ်းမိထားပါတယ်တဲ့တရားခံအစစ်မှန်ပေါ့နော်အဲ့ဆိုရုပ်ပုံပဲဖမ်းမိထားတာပေါ့နော်အခုတော့ရဲတွေကအပူတပြင်းပေါ့နော်လိုက်ရှာနေပါတယ်တရားခံအစစ်မှန်ပေါ့နော်တကယ်တော့တချို့ကြတော့ကွာတရင်အမှားကြီးဖြန့်ထားတယ်မနေ့ကဆိုလေကျမပေါ့နော်တရင်အမှားမှမသိပဲနဲ့ပေါ့နော်တင်ထားတာရှိရကွာဘယ်လိုလဲဆိုတော့ကားသူကကွာတကယ်လည်းအဖြစ်မှန် AYE ဘဏ်ကနေပြီးတော့မှတော့ mobile banking နဲ့ MAB ကိုလွှဲမလို့ဒါပေမဲ့ဖြစ်ချင်တော့ mobile banking က error ရှိနေရဆိုတော့သူက AYE တွေကပြီးတော့ငွေသားကိုထုတ်ပြီးတော့ MAB ဘဏ်မှာတိတ်600တော့အမှားဆိုပြီးတော့အမကားပါကင်ကလေလူကပြည့်နေရတယ်သူကရေးပြီးတော့ကားပါကင်ကိုကြော်ပြီးတော့ကားကိုခဏရက်ရင်းနဲ့စတူဒီယိုသွားခေါ်တဲ့အချိန်မှာပါသွားတာပေါ့နော်ကားလည်းလောချထားနေအောင်ပါတယ်အဲ့လိုမျိုးဖြစ်တာတဲ့အဲ့ဆိုင်ချိန်နားမှာပေါ့နော်အခုမှ online မှာပောက်သွားလို့တာလေအဲ့ခိုးဆိုးလူနိုင်ကြီးပေါ်တယ်ဆိုတာကိုလူတွေကသိကြတာတကယ်တော့အရင်ကတည်းက3-5လောက်ရှိပြီတကားကိုလောချထားရင်ပေါ့နော်ကားတွေကပစ္စည်းတွေပျောက်တယ်ကွာခဏခဏပျောက်တယ်ညီမပြောပြမယ်နော်ကားကလောချရတာနဲ့ဘာလို့ပစ္စည်းတွေပျောက်လဲဆိုတာကိုကျမပြောပြမယ်နော်ကျမရဲ့တကယ်ဖြစ်ရမှန်ကိုတွေ့ကိုကျမပြောပြမယ်ကျမကဘာမှဖြစ်ခဲ့တာကျတော့16လမ်းမှာဖြစ်ခဲ့တာကျမတို့ online shop လုပ်တာဖြစ်တဲ့အတွက်16လမ်းကိုပစ္စည်းသွားပို့တဲ့ချိန်မှာ2လွာကိုလာမှသူကျမအမျိုးသားပစ္စည်းသွားပြီးတော့ပို့တယ်ကျမကကားပေါ်မှာကြံခဲ့ကံကောင်းတာကျမကကားပေါ်မှာကြံခဲ့တဲ့အတွက်အရန်ကံကောင်းသွားတာဘလိုတွေကားလောချတဲ့အခါကျရင်ဘလိုတွေခိုးလဲဆိုတော့ကျမပြောပြမယ်နော်အဆန်နေလာတောင်းတဲ့ကလေးလေးတွေသိမလားပြောမယ်ဆိုရင်9နှစ်10နှစ်ရွယ်ကလေးလေးတွေသူတို့ကကားရက်ပြီးဆိုတော့ねကားနာကိုလာတယ်လာတဲ့အချိန်မှာ2ယောက်ကအရှိမတောင်းတယ်တယောက်ကကြောက်ဘာလဲဆိုတော့အနောက်တကားကိုဆွဲပြီးတော့ဖွင့်ထားတယ်အဲ့ချိန်မှာတယောက်ကဆင်းသွားတယ်သိမလားဥပမာပေါ့နော်ကျမ2ယောက်ပါခဲ့လို့ကံကောင်းတာကျမအထဲထဲမှာရှိရတဲ့အတွက်သူတို့တကားဖွင့်တာကိုကျမဟဲ့ဘာလုပ်တာလဲဆိုပြီးကျမပြောတခါတည်းအကုန်လုံးကျမတကားပိတ်ပြီးအကုန်လုံးလောချပလိုက်တာကျမရှိရလို့ကံကောင်းတာအခုတော်တော်များခိုးတဲ့ပုံစံနဲ့အဲ့လိုဖြစ်လိမ့်မယ်သီလားဥပမာကွာကျမတို့ကားရက်လိုက်တယ်တယောက်တည်းလာရယ်နော်ကားရက်လိုက်တယ်ကားရက်တဲ့အချိန်မှာကားဝါးဆင်းလိုက်တယ်ဆင်းကျမတို့လောချလိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးလောမချခင်မှာကားနားမှာကလေးတယောက်ပဲဖြစ်ဖြစ်ပေါ့နော်လူကြီးတယောက်ပဲဖြစ်ဖြစ်အနောက်ကတခါကိုဟထားလိုက်တယ်သိမလားဥပမာပေါ့နော်ခထားလိုက်တယ်ဟထားလိုက်ချိန်မှာလောချလဲလောကမကြွားဘူးကျမလေကောင်းကောင်းမရှင်းပြတယ်လို့ကွာကျမပြောချင်တဲ့ပုံစံကကွာဘယ်လိုလဲဆိုတော့လူတယောက်တည်းကားမောင်းလာတယ်အဲ့ချိန်မှာအရှိမကကားမောင်းလာပြီဆိုတော့တချို့ကြောင့်မှန်တုတ်တာလို့ဘာလို့လုတ်တယ်လေလုတ်တယ်မလားလုတ်တယ်ပဲလေဟဲ့မတုတ်နဲ့ဆိုပြီးကိုယ့်ကိုတကားပိတ်လိုက်တယ်ကွာတကားပိတ်ပြီးကားဝါဆင်းဝါလောချလိုက်တယ်အဲ့ तू ကဘယ်လိုညာမောင်းဆိုရင်ညာဘက်မှာသူတို့မှန်လာတုတ်ပြတာလို့ပတ်စံလာတောင်းတာလို့အာယုံဖန်းစားထားတယ်ဘယ်ဘက်ကအနောက်တကားကိုသူတို့ကဖွင့်တယ်ဘယ်ဘက်ရဲ့အနောက်ကတကားကိုဖွင့်မယ်ကွာအရှိမအာယုံဖန်းစားတဲ့အတွက်အနောက်မှာတကားဖွင့်တကားလေးဟလိုက်တာကိုမသိလိုက်ဘူးအဲ့ချိန်တော့ကိုကလည်းဖြစ်ချင်တော့ခေါင်းကားကြီးပဲဆင်းသွားပြီးတော့လောချလိုက်မယ်လောကြလို့ပဲစိတ်ထဲမှာထင်တာကျမဆိုရင်ဘယ်တော့ပဲဖြစ်ဖြစ်လေကားကိုတကယ်လောချမှကြမီလင်းမလင်းကိုတိချကိုကြည့်တယ်ကားလောချတဲ့ခါကျကားလောချလို့မီးမလင်းဘူးဆိုရင်တကားလောမကြဘူးလားအများနဲ့စစ်တယ်ကျမအဲ့ဒါဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျမကိုအများနဲ့တတိထားမိတာပေါ့နော်တတိထားတာပေါ့နော်ဟုတ်ဘယ်တော့ပဲဖြစ်ဖြစ်ကားလောချတယ်ဆိုရင်ဖြစ်ရင်တော့မှကျမကားဝါဆင်းရင်အများနဲ့တကားကိုဖွင့်ကြည့်တယ်လောချပြီးသွားရင်တကားကိုဖွင့်ကြည့်တယ်အဲ့ကျမရဲ့ပေါ့နော်ဟိုနီးပေါ့နော်ကိုအမြဲတမ်းလို့လေတတိထားနိုင်ပါလိမ့်တင်မလားနည်းနည်းလေးအာယုံနဲ့လွယ်လိုက်တာနဲ့ချင်းဖြစ်တယ်လေနော်အဲ့တော့အမြဲတမ်းလို့ကလောချပြီးသွားဆိုရင်အမြဲတမ်းဖွင့်ကြည့်ပါတကယ်ကိုလောချပြီဆိုတော့မှကိုသွားချင်နေရအောင်သွားပါပြီးတော့ဖန်လေးပါတွေသွားမယ်ဆိုရင်ကျမဘယ်တော့မှတယောက်တည်းမသွားဘူးအမြဲတမ်းအဖို့ခေါ်ရတယ်ဘာဖြစ်လို့လဲဆိုတော့အခုခေတ်မှာကတိုစီးတွေဘာကြီးကလည်းအရန်ကစ်စားနေတာဖြစ်တဲ့အတွက်အဲ့ဖန်နာမှာပဲရှိမှာပဲမကောင်းတဲ့လူကဖန်နာမှာရှိလို့ရှိတယ်နော်အခုခေတ်မှာလေ